ကိုကကြောက်ကက်စထီနေပြီဆရာဝန်ပြောတယ်မင်းသားဒီကြောက်ကက်နဲ့ပတ်သက်ပြီးအားနေနေပြီ CKD အဆင့်2 3နေဖြစ်နေပြီဆိုရင်ကိုတောက်တဲ့ဆေးကိုပြန်လည်ကြည့်လိုက်ကျွန်တော်4မျိုးပေါ့နော်4မျိုးပါနေတယ်ဆိုရင်တော့ဒါအဆင်ပြေတယ်ပေါ့နော်အဲ့4မျိုးမှမပါဘူးဆိုရင်တော့ကိုကူးတဲ့ဆရာဝန်ကိုပြန်ပြီးတော့ဟို suggestion တောင်းပေါ့ကွာနော်နံပါတ်1ကပါလဲဆိုတော့သူကဒီကကြောက်ကက်ပြတ်တဲ့အကြောင်းရင်းကတွေးလို့ပဲမြန်မာနိုင်ငံမှာ 60% သောကြောက်ကက်သမားတွေဒီ60%တော့တွေးလို့ကြောင့်ဖြစ်တာအဲ့တော့တွေးကြစေတဲ့မှာဆိုရင်ကျွန်တော်တို့က amlodipine တို့ nifedipine တို့ cinidipine တို့အစား temizatan basatan spray captopril enalapril တို့နော် prindopril တို့ pril တို့ satan တို့အုပ်စုပါရဲ့လားနံပါတ်1เนาะကြောက်ကက်ကောက်ွယ်တဲ့ဆေးဆိုတာတွေးကြစေအဲ့တွေးကြစေတဲ့မှာမှအဲ့ is 8ကျွန်တော်ပြောတဲ့ temizatan တို့เนาะ losartan တို့ basatan တို့ satan အုပ်စုပါမယ် amlodipine တို့ဆိုင်အဲ့ဒါကိုရွေးတင်တယ်ကိုကူးတဲ့ဆရာကိုဒါပြောပြလို့ရတယ်ပေါ့နော်ဒါကိုပို့ရွေးသိခြင်းတယ်နော်ပြီးရင်နောက်တစ်ခုကဘာလဲနံပါတ်2ကဘာလဲဆိုတော့ SGLT2 inhibitor တွေသုံးရင်လားနော်ကြောက်ကက်ပြတ်တဲ့အကြောင်းရင်း30%လောက်ကစီးကြိုကြောင့်ဖြစ်တာအဲ့တော့စီးကြိုမရှိလေ cardiac ကော renal ကော benefit ဖြစ်တဲ့ dapagliflozin empagliflozin ပါလားနံပါတ်2ဆေးအကြောင်းပြောရနော်ကျွန်တော်အများကြီးပြောနေတဲ့ empa ကျွန်တော်ကြိုက်ဆုံးဆေးက dapa ပဲတဲ့ပဲ dapa ကိုပို့ကြိုက်တာကျွန်တော်ကြတော့အသေးမှလည်းကောင်းတယ်ကြောက်ကက်လည်းကောင်းတယ်เนาะ dapagliflozin ကိုအရန်ကြိုက်တယ်ကျွန်တော်ရဲ့ favorite ဆေးဒီဆယ်စုနှစ်ထဲမှာအကြိုက်ဆုံးဆေးဆိုရင် dapagliflozin ပဲအဲ့တော့ဒီကောင်ဒီကြောက်ကက်လည်းကောင်းတယ်เนาะဒါ SGLT2 inhibitor เนาะသုံးလာကျွန်တော်အိုးသိနေမြန်မာနိုင်ငံဘယ်သူမှမစားသုံးနဲ့သုံးတာကွာเนาะဟိုကြားလာပြီကွာဟိုကျွန်တော်လည်းသွားနေရှင်းခံနဲ့ရှမ်းနေရဟိုရင်ရဆိုယူရီးယားတော့ပြတယ်စင်ကူတော့ပြတယ်ပါလာတဲ့လွန်ခဲ့တဲ့10နှစ်လောက်တည်းသူကစသုံးနေတဲ့ဆေးတွေဒီကောင်တွေစသုံးနေပြီလေကိုရီးယား theory ကနားလေတယ်ဆေးမရောက်ဘူးအဲ့လွန်ခဲ့တဲ့10နှစ်ကတည်းကဆေးတွေအဲ့ဆေးထဲမှာအဲ့ dapagliflozin ဒီအရန်အကောင်းဆုံးကျွန်တော်ရဲ့ favorite dabazin လို့သာမှတ်ထားလိုက်တော့ကျွန်တော်ဇာနီဇင်မဟုတ် dabazin ပဲအဲ့တော့ဘာနေနေအရင်ဆုံး dapagliflozin စပေးတာပဲအဲ့တော့ကြောက်ကက်ကွာကားတယ်ကောင်းတယ်လေနှလုံးလဲကောင်းတယ်ကွာအသေးလဲကောင်းတယ်ကွာအသေးစီဖုံးတာမှာဂျိုးရှိနေကြပဲစီးကြိုနဲ့တွဲနေတဲ့သူတွေအရန်ကောင်းတယ်နော်နံပါတ်1ဆေးနံပါတ်3ကတော့ခုနောက်ဆုံးပေါ်ဆေး semaglutide tazepatide very goodကြောက်ကက်နဲ့ပတ်သက်အရန်ကောင်းတယ်နော်နံပါတ်3နော်နံပါတ်4ကကြတော့သူက aldosterone လို့ခေါ်တဲ့စီးဆေးနော်အဲ့ထက်မြင့်သွားရင်နော် phenylalanine ဆိုတဲ့ဆေးနော်ခုလက်ရှိမြန်မာနိုင်ငံဝင်နေပြီအဲ့ဒီ4မျိုးပါလားပေါ့နော်ကြောက်ကက်ကားရဲ့ဆေးထဲမှာပါအဲ့တော့ very good အဲ့ဆရာဝန်ကိုမင်းထိုင်းတာကြော့လိုက်တယ်အဲ့ဒါမင်းအတွက်ကြောက်ကက်အတွက်ကောင်းတာပဲเนาะအခုဒီဘက်တော့မြဲပြောတယ်2030ဒီမင်းအသက်ရှင်အောင်စူးစမ်းပါဒါပဲဒါ2026မှာပြောမယ်စကားတယ်မင်း2030ဒီမင်းရှင်သန်အောင်လုပ်2030ဒါမင်းရောက်ရင်မင်းနောက်ထပ်10နှစ်100နေခြင်းလားအသက်120နေခြင်းလားခုတရုတ်သမ္မတတို့เนาะရှင်းချင်းဖြစ်တော့150နေမှာเนาะရုရှားသမ္မတတို့ကလုံနေပြီအဲ့ကြောင့်